Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ Casper လေးပါခင်ဗျာဒီတစ်ခေါက်တင်ဆက်ပေးမယ့်အကြောင်းလေးတစ်ခုရှိတယ်အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်ကို page မှာတော်တော်များများလာပေးကြတယ် online shop လုပ်တဲ့လူတော်တော်များများလာပေးကြတယ်ပေါ့နော်ဆရာရေးတဲ့ boost လုပ်တယ်ဆိုတာဘာလဲတဲ့ online shop တွေကဘာကြောင့် boost လုပ်တင်တာလဲဘာကြောင့် boost လုပ်ရမှာလဲဆိုပြီးတော့တော်တော်များများလာပေးကြတာရှိပါတယ် online shop လုပ်တဲ့လူပဲဖြစ်ဖြစ် online မှာတခြားစီးပွားရေးဝန်ဆောင်မှုလုပ်ငန်းလုပ်တဲ့လူပဲဖြစ်ဖြစ် online ကနေ Facebook ပေါ်ကနေပတ်စံရှာတော့မယ်ဆိုလို့ရှိရင်တော့ boost လုပ်တဲ့အကြောင်းကိုအသေးစိတ်သိရှိနားလည်ထားမှာပဲလုပ်ငန်းကိုတွင်တွင်ကြည်ကြည်လုပ်လို့ရမှာဖြစ်ပါတယ်။တကယ်လို့ boost လုပ်တာနဲ့ပတ်သက်ပြီးမသိထားဘူးဆိုလို့ရှိရင်တော့လုပ်ငန်းလုပ်တဲ့အခါမှာနောက်လေးကြကြမှုတွေအခက်အခဲတွေနောက်ပြီး online shop လုပ်တဲ့လူဆိုလို့ရှိရင်လည်း order ရမယ့်ဟာတွေနဲ့ဝေးသွားမှာပဲဖြစ်ပါတယ်။အဲဒါကြောင့်မလို့မိတ်ဆွေတို့အနေနဲ့ boost လုပ်တဲ့အကြောင်းကိုအခြေခံနည်းငယ်တော့သိထားသင့်ပါတယ်လို့ကျွန်တော်ဒီဗီဒီယိုကနေပြောချင်ပါတယ်။အရင်ဦးဆုံးအနေနဲ့ကျွန်တော် boost လုပ်တယ်ဆိုတာဘာလဲဆိုတာကိုဒီဗီဒီယိုလေးမှာစပြီးတော့ရှင်းပြပေးမှာပါဗျ။ boost လုပ်တယ်ဆိုတာတော့ကျွန်တော်အားလုံးနားလည်အောင်အလွယ်ပြောရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ Facebook ပေါ်မှာ page ထောင်မယ် page ထောင်ပြီးလို့ရှိရင် page မှာ post တွေတင်နေပေါ့နော်အယောင် post ပဲဖြစ်ဖြစ်တစ်ခုခုပေါ့တင်နေအဲ့ဒီ post ကို page မှာတရုံနေလူတွေအများကြီးမမြင်ဘူးအဲ့ဒီ post ကို boost လုပ်လိုက်မှသာလျှင် Facebook ကလူတွေအများကြီးစီကိုရအောင်ပြပေးတာပဲဖြစ်ပါတယ်ခင်ဗျအဲ့ဒါကြောင့်မလို့ boost လုပ်တယ်ဆိုတာက Facebook မှာကြော်ညာလုပ်တဲ့နည်းတစ်မျိုးပဲဖြစ်ပါတယ်အဲ့ဒါကြောင့်မိတ်ဆွေတို့အနေနဲ့ကိုယ့်ရဲ့ online shop တစ်ခုစလုပ်တော့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ Facebook page မှာ post တွေတင်မယ်အယောင် post တွေတင်မယ်အဲ့ဒီ post ကိုလူတွေအများကြီးမြင်အောင်ကိုယ့်ရဲ့ community ကိုတကယ်အမှန်အကန်ဝယ်ယူအားပေးမဲ့ customer တွေမြင်အောင်လို့ boost လုပ်ကိုလုပ်ရပါမယ် boost မလုပ်လို့ရှိရင်တော့ကိုယ့်ရဲ့ post က post တင်ထားအောင်တက်တက်ပဲဖြစ်ပြီးတော့ဘယ်သူမှလည်းမြင်မှာမဟုတ်ဘူးgroup တွေမှာ share တယ်တခြားကိုယ့်အကောင့်မှာပြန် share မယ်ဆိုလို့ရှိရင်တော့ share တာပဲရှိမယ်တကယ်အမှန်ကန်ဝယ်ယူအားပေးမဲ့ customer တွေစီကိုယ့်ရဲ့ post ကရောက်မှာမဟုတ်တဲ့အတွက်ကြောင့်မလို့ order ကရလာဖို့မရှိပါဘူးခင်ဗျအဲ့ဒါကြောင့်ကျွန်တော်တို့အနေနဲ့ကကိုယ့်ရဲ့ order တွေအများကြီးရဖို့အမှန်အကန်ဝယ်ယူမဲ့ customer တွေစီကိုကိုယ့်ရဲ့ကြော်ညာ post ကရောက်ဖို့အတွက်ကို boost လုပ်ကိုလုပ်ရမှာဖြစ်ပါတယ်ဗျ Okay အဲ့ဒါဆိုလို့ရှိရင်မိတ်ဆွေတို့အနေနဲ့ boost လုပ်တာဘာလဲဆိုတာကိုသိရှိနားလည်ပြီလို့ထင်ပါတယ်ကျွန်တော်အနေနဲ့က boost လုပ်ဖို့အတွက်ဘာတွေလုပ်ရမလဲပေါ့နော် boost လုပ်ဖို့အတွက်ကျတော့ကျွန်တော်တို့ Facebook အသုံးပြုတဲ့ personal account မှာ boost လုပ်လို့မရပါဘူးpersonal account ကနေထပ်ဖွင့်ထားတဲ့ page တွေ Facebook စာမျက်နှာတွေမှာပဲ boost လုပ်လို့ရပါတယ်ဗျ boost လုပ်ဖို့အတွက်ကျတော့ကျွန်တော်တို့ Visa Card Master Card အဆင်ပြေတဲ့ဟာတစ်ခုခုပေါ့လေသုံးလို့ရပါတယ် Visa Card သုံးချင်တယ်မသုံးချင်လို့ရှိရင် Master Card သုံးလည်းရပါတယ်နော်တခြား ATM card တွေတခြား bank card တွေနဲ့ဆိုလို့ရှိရင်တော့ boost လုပ်လို့လုံးဝမရပါဘူးခင်ဗျာအဲ့ဒါကြောင့်မိတ်ဆွေတို့အနေနဲ့boost လုပ်တော့မယ်ဆိုလို့ရှိရင် Visa Card ကိုဘန်မှာရှောက်ရပါမယ်ဘန်မှာရှောက်လို့ Visa Card ရပြီဆိုတာနဲ့ကိုယ့်ရဲ့ Facebook မှာချိတ်ဆက်ပြီးတော့ boost ကိုအသေးစိတ်လုပ်လို့ရမှာဖြစ်ပါတယ်ခင်ဗျကတ်ရရုံနဲ့ boost လုပ်လို့ရပြီလားတော့မရသေးပါဘူးကျွန်တော်တို့ Facebook ကချမှတ်ထားတဲ့စီကံချက်တွေကိုအသေးစိတ်လေ့လာရမယ်လိုက်နိုင်ရမယ်ပေါ့နော်တကယ်လို့မလိုက်နိုင်မနဲ့ boost လုပ်လိုက်တယ်ဆိုလို့ရှိရင် Facebook ကကြော်ညာခွင့်ပိတ်ခံရတာတွေနောက်ပြီးတော့ page အပိတ်ခံရတာတွေနောက်ပြီးတော့boost လုပ်တဲ့ Visa Card account ပိတ်ခံရတာတွေဖြစ်တတ်ပါတယ်ခင်ဗျအဲ့ဒါကြောင့်မလို့ make sure အနေနဲ့ကိုယ့်ရဲ့ online shop ကိုလူတွေအများကြီးမြင်အောင် order အများကြီးရအောင် customer တွေအများကြီးရလာအောင်လုပ်ချင်တယ်ဆိုလို့ရှိရင်တော့ Facebook ရဲ့ကြော်ညာစီကံချက်တွေကိုအသေးစိတ်လေ့လာထားပြီးတော့မှပဲ boost လုပ်ပါလို့ကျွန်တော်အကြံပြုချင်ပါတယ်ခင်ဗျာ